2009ခုနှစ်နှောင်းပိုင်းတွင်အီရတ်စစ်ပွဲအဆုံးသတ်တော်မူဖြစ်သည်သမ္မတဘုရှ်ကအောင်ပွဲခံခဲ့ပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများစတင်နေပြီဖြစ်သည်တက်ချက်ကြီးမက်သရုစ်နှင့်သူ၏ထောက်လန်းသူတက်ချက်ကြီးအိုက်ဇက်တို့ကိုအီရတ်သဲကန္နာရအလဲရှိပိုက်လိုင်းဆောက်လုပ်ရေးသို့ဆေလွတ်ခဲ့သည်ထိုနေရာတွင်အလုံးလုံးနေသောအမေရိကန်အားလုံးတည်ဆုံသွားပြီဖြစ်သောကြောင့်ယခုအခါဆောက်လုပ်ရေးသမားများကိုအသစ်မဆေလွတ်မီတရားခံကိုရှာဖွေရန်၎င်းတို့တာဝန်ဖြစ်သည်စစ်သားများသည်အရေးပြောနေသောနေရာအောက်တွင်နေရာကိုကြည့်ရှုရန်ခြုံပုတ်များနှင့်ကြောက်တုံးများနောက်တွင်ဝှက်ထားကြပြီးနာရီပေါင်း20ကြာသည့်အထိဘာမှမဖြစ်ပျက်ခဲ့ပါမသရုသည်စိတ်မရှိဖြစ်လာပြီးအီရတ်စစ်သားများမကြံတော့ဟုတွေးတောလာကပြန်ကျဲနေသောအလောင်းများကိုထည့်သွင်းစဉ်းစားလျင်ထိုနေရာကို၎င်းတို့၏တာဝန်ပြီးမြောက်ပြီးနောက်ထွက်ခွာသွားသောအဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ရမည်အိုက်ဇက်ကဤနေရာတွင်လူအုပ်ကြီးတစ်ခုလှုပ်ရှားနေကြောင်းညွှန်ပြသည့်လက္ခဏာများမတွေ့ရှိရကြောင်းနှင့်အလုသမားအားလုံးသည်ဥကောင်းဖြင့်ပြစ်ခတ်ခံရသောကြောင့်ဂျူဘာဟုလူသိများသောဒန်နာယီလာအီရတ်စနိုက်ပါသမားက၎င်းကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းထောက်သို့သောမက်သရုစ်ကအီလူအရေးအတွက်ကိုစက္ကန့်30အတွင်းမြည်သူမျှတပ်ပြစ်ရန်မဖြစ်နိုင်ဟုထင်မြင်သည်နောက်ဆုံးတွင်မက်သရုစ်သည်စောင့်ဆိုင်ရခြင်းကိုညှိငွေလာပြီးအိုက်ဇက်အားသူ့အတွက်အကာအကွယ်ပေးရန်တောင်းဆိုပြီးနောက်နေရာကိုအနီးကပ်ကြည့်ရှုရန်အောက်သို့ဆင်းသွားခဲ့သည်အိုက်ဇက်ကသူ့ရဲ့ပြစ်မှတ်ထားရနေရာဟာမရှင်းလင်းတော့ဘူးလို့ရှင်းပြပြီးမက်သရုစ်ကစောစောစီးစီးမပြောင်းလဲတဲ့အတွက်စနောက်ပေမဲ့ဒီတစ်ခုကတော့အိုက်ဇက်အတွက်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့အရင်ကကြာဆုံးသွားတဲ့ရဲဘော်ရဲဘက်တယောက်ရဲ့ပြစ်မှတ်ဖြစ်နေလို့ပါ။ပြီးတော့မက်သရုစ်ကအသေးလွန်စားတွေကိုရှာဖွေဖို့တကိုပြီးတကိုသွားပြီးအားလုံးကဥကောင်းကိုတိကျစွာပြစ်ခတ်ခံရလို့တိတ်ဆုံးသွားတယ်ဆိုတာအတည်ပြုတဲ့အခါအိုက်ဇက်ရဲ့ theory ကိုယုံကြည်လာခဲ့ပါတယ်။အိုက်ဇက်ကသူ့ကိုနောက်ဆုတ်ပေးဖို့တောင်းပန်နေချိန်မှာရုတ်တရက်တနက်တန်တစ်ခုကြားလိုက်ရပြီးမက်သရုစ်မြေပြင်ပေါ်လဲကျသွားပြီးဝမ်းပိုက်မှာပြင်းထန်တဲ့ဝေဒနာကိုခံစားနေရပါတယ်။တငယ်ချင်းကိုကူညီဖို့စိတ်အားထက်သန်စွာနဲ့အိုက်ဇက်ကကြီးစံတွေကိုရှောင်ရှားဖို့ဇစ်ဆက်လမ်းကြောင်းအတိုင်းပြေးဆင်းသွားပေမဲ့မက်သရုစ်စီရောက်တော့ခြေထောက်မှာပြစ်ခတ်ခံလိုက်ရပါတယ်။အိုက်ဇက်မှာမက်သရုစ်ကိုထားခဲ့ပြီးကျိုးနေတဲ့နေရန်နောက်မှာပုံဖို့ပဲရွေးချယ်စရာမရှိပါဘူး။ဒုက္ခရောက်နေပေမဲ့အသက်ရှင်နေသေးတဲ့မက်သရုစ်ကအိုက်ဇက်ကိုဆက်သွယ်ပြီးအခြေစိုက်စခန်းကိုဖုံးဆက်ပြီးအကူအညီတောင်းဖို့ပြောပါတယ်။ပထမဆုံးအိုက်ဇက်ကသူ့ခြေထောက်ဒဏ်ရာကအတော်လေးဆိုးရွားနေတာကိုသတိထားမိတာကြောင့်သွေးထွက်တာကိုရပ်တန့်ဖို့ခပ်ပတ်လိုက်ပါတယ်။ထို့နောက်သူသည်သူရေဒီယိုအိတ်ကိုဆွဲယူပြီးအခြေစိုက်စခန်းကိုဆက်သွယ်ရန်ကြိုးစားတော့လဲစနိုက်ပါသမားကအင်တင်နာကိုပြစ်မိသွားသောကြောင့်အချက်ပြမှုမရှိကြောင်းတွေ့ရှိခဲ့သည်ရုတ်တရက်မက်သရုစ်ကသူ့ကိုထပ်မံဆက်သွယ်ပြီးစနိုက်ပါသမားကိုရှာဖွေရန်တောင်းဆိုခဲ့သည်စနိုက်ပါသမားကမြည်သည့်လှုပ်ရှားမှုကိုမဆိုသတိပြုမိပြီးသူ့ကိုထပ်မံပစ်တက်လိမ့်မည်ဟုသတိပေးသည်ကိုလစ်လျူရှုခဲ့သည်အိုင်ဆက်သည်မှန်ပြောင်းထည့်ရန်ဓားဖြင့်နေရန်တွင်အပေါက်ဖောက်ရန်ကြိုးစားခဲ့တော်လဲပြုတ်ကျလာသောကြောက်ခဲများကြောင့်သူ့လက်ထိခိုက်သွားခဲ့သည်ထို့နောက်မက်သရုစ်သည်သူ၏ရိုက်ဖယ်ကိုလှမ်းယူရန်ကြိုးစားခဲ့တော်လဲသွေးထွက်လွန်မှုကြောင့်မိလဲသွားခဲ့သည်သူ့တငယ်ချင်းကဲ့သို့အဆုံးသတ်လိုခြင်းမရှိသောကြောင့်အိုက်ဆက်သည်ဓားဖြင့်ခြေထောက်မှကြီးစံကိုဖယ်ရှားခဲ့ပြီးအလွန်နာကျင်စေသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးဒဏ်ရာကိုပတ်တီးစီးပြီးနောက်မိလဲသွားခဲ့သည်ခဏအကြာတွင်အိုင်ဆက်သည်သူ့နှစ်ချက်မှထူးဆန်းသောအတန်တစ်ခုကြားလိုက်ရသောအခါနိုးလာခဲ့သည်၎င်းသည်အခြေစိုက်စခန်းမှအရာရှိတဦးဖြစ်ကြောင်းသိရှိခဲ့ရပြီးအိုင်ဆက်သည်ချက်ချင်းပင်အခြေအနေကိုသတင်းပို့ပြီးစေဝါများတောင်းခံခဲ့သည်ဒါပေမဲ့အရာရှိကသူ့ကိုထူးဆန်းတဲ့မေးခွန်းတွေအများကြီးမေးလာတဲ့အခါသူတန်တရားဝင်လာပြီးအရေးကြီးဆုံးကတော့သူ့ရဲ့တီနေရအတိအကျကိုပြောပြဖို့ဒါမှမဟုတ်ရဟတ်ယာဉ်တွေကထောက်ပံ့ရေးပစ္စည်းတွေကိုတိကျစွာကျဲချဖို့လို့ပြောပြီးမတ်တက်ရက်ပြီးလေထဲမှာပစ်ခတ်ဖို့တောင်းဆိုပါတယ်အိုက်ဆက်ကဒါဟာလှုပ်ထုံးလုပ်နည်းနဲ့မညီပဲသူ့ကိုအန္တရာယ်ဖြစ်စေလိမ့်မယ်လို့ထောက်ပြပြီးအဲ့ဒီလူရဲ့စကားတွေကိုပိုအာရုံစိုက်လာတဲ့အခါသူ့ရဲ့လေယူလေသိန်းကအမေရိကန်မဟုတ်ဘူးဆိုတာသဘောပေါက်လာပါတယ်ဒါကဂျူဘာဖြစ်ပြီးထောင်ချောက်ဆင်ဖို့ရေဒီယိုလိုင်းတွေကိုဟက်လုပ်ထားတဲ့စနိုက်ပါအိုက်ဇက်ကမယုံကြည်ပဲသူ့ကိုခေါ်ပေမဲ့ဖုန်းချမဲ့အစားဂျူဘာကအိုက်ဇက်ကိုပိုသိကျင်တယ်လို့ပြောပြီးမေးခွန်းများမေးပါတယ်အိုက်ဇက်ကရေဒီယိုကိုထပ်ကြိုးစားပေမဲ့အလုံးမလုပ်ပါဘူးဂျူဘာကသူ့ရဲ့မိုင်မဲတဲ့မေးခွန်းတွေကိုထပ်မေးဖို့အတင်းအကျပ်တောင်းဆိုပြီးအိုက်ဇက်ကပြန်မပြောတဲ့အခါဂျူဘာကမက်သရုစ်ကိုထပ်ပစ်မယ်လို့ချိန်ချောက်ပါတယ်အဲ့ဒါကအန်တီရများပါတယ်အိုက်ဇက်ကခဏလောက်စကားပြောဖို့သဘောတူပြီးဂျူဘာကိုအရင်သွားခိုင်းပြီးကြီးစံလမ်းကြောင်းကိုတွက်ချက်ဖို့နဲ့စနိုက်ပါရဲ့ဒီနေရာကိုရှာဖွေဖို့မြေကြီးပေါ်မှာမြေပုံဆွဲနေပါတယ်ဂျူဘာကသူ့နိုင်ငံကိုကယ်တင်ခြင်းနဲ့တာမန်အီရတ်နိုင်ငံသားတယောက်သာဖြစ်တယ်လို့ပြောပြီးအိုက်ဇက်ကိုသူ့မိသားစုအကြောင်းပြောပြဖို့တောင်းဆိုပေမဲ့အိုက်ဇက်ကအဲ့ဒါဟာကိုရေးကိုတာဆန်လွန်းတယ်လို့ထောက်ပြပါတယ်ပြီးတော့အိုက်ဇက်ကဂျူဘာရဲ့အကြောင်းပြချက်ကိုလှောင်ပြောင်ပြီးကျောင်းတွေပိုက်လိုင်းတွေနဲ့ဒေတာရင်းစီးပွားရေးကိုမြင့်တင်ပေးမဲ့အခြေခံအဆောက်အုံတွေယူဆောင်လာခြင်းအပြင်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်စ조사နေတဲ့လူတွေကိုတတ်နေတယ်လို့ပြောပါတယ်။ဒါကြောင့်ဂျူဘာကရည်ပြီးဒီကရတဲ့ငွေတွေကိုနောက်ပိုင်းမှာအမေရိကန်ကိုပြန်ပို့ပေးမယ်လို့ရှင်းပြပါတယ်။အချိန်ကြာလာတာနဲ့အမျှဂျူဘာကမေးခွန်းတွေမေးနေပေမဲ့အိုက်ဇက်ကသူ့ကိုရေးကိုတာအကြောင်းဘာမှမပြောဘဲညှင်းဆန်နေတဲ့အတွက်ဂျူဘာကမက်သရုစ်ကိုထပ်ပစ်တတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့အိုက်ဇက်ကသူ့ကိုမယုံကြည်တော့ပါဘူး။သူဟာအန္တရာယ်ရှိတယ်ဆိုတာသက်သေပြဖို့အတွက်ဂျူဘာကအိုက်ဇက်ကိုမှန်ပြောင်းရဲ့ရခင်ပိုင်ရှင်ရဲ့နာမည်နဲ့သူသေဆုံးသွားပြီလို့မက်သရုစ်ရဲ့အစောပိုင်းကစားနောက်မှုကိုကိုးကားပြီးပြောပြပါတယ်။ဆိုလိုတာကသူတို့ရောက်လာကြတဲ့ကဂျူဘာကသူတို့ရဲ့စကားဝိုင်းတွေကိုနားထောင်နေခဲ့တာပါ။
သူ့ရဲ့မှန်ပြောင်းကိုအသုံးပြုပြီးအိုက်ဇက်ကသေဆုံးသွားတဲ့လူတစ်ယောက်မှာရေဒီယိုတစ်လုံးပါလာတာကိုသတိထားမိပြီးသူ့အလောင်းကိုနယံအစွန်းကိုဆွဲယူသွားပေမဲ့တစ်သားတစ်ချောင်းတောင်မသုံးဘဲနယံကိုရောက်အောင်လှမ်းယူနိုင်ခဲ့ပါတယ်။နောက်တစ်ခုကတော့အိုက်ဇက်ကသူ့ပလင်းထဲကရေကိုတောက်ဖို့ကြိုးစားပေမဲ့အပေါက်တစ်ခုကြောင့်ဗလာဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဂျူဘာကသူရည်ရွယ်ချက်ရှိလုပ်ခဲ့တာလို့ဝန်ခံပါတယ်။သူကကြီးစံတစ်တောင်းမှမလွဲခဲ့ဘူးလို့လည်းဝန်ခံပါတယ်။အိုက်ဇက်ကိုမလွဲမရှောင်တာတဲ့အခြေအနေမှာရောက်စေပြီးဖြည်းဖြည်းချင်းတည်စေဖို့အတွက်ပလင်းအင်ဂျင်နာနဲ့အိုက်ဇက်ရဲ့ခြေထောက်ကိုအတိအကျပစ်ခတ်ခဲ့တာပါ။ဆက်သွယ်ရေးဆက်ကနေတဆင့်ကြားရပါလိမ့်မယ်။အိုက်ဇက်ကသူ့ခြေထောက်ကနေဖြုတ်လိုက်တဲ့ကြီးစံကိုတွေ့တဲ့အခါအနီးကပ်ကြည့်ပြီးဂျူဘာရဲ့လက်နက်ပုံစံကိုခိုးကြောင်ခိုးဝက်မေးခွန်းတွေမေးပြီးတွက်ချက်ပါတယ်။သူကဂျူဘာကိုအကြမ်းဖက်သမားလို့ခေါ်ပြီးအမေရိကန်တွေကလူတွေကိုတတ်ဖို့အသင့်ဖြစ်နေတဲ့လက်နက်တွေနဲ့နိုင်ငံခြားကိုတရားမဝင်ဝင်ရောက်လာသူတွေလို့ထောက်ပြတဲ့အခါဂျူဘာကထပ်ပြီးရေးရပါတယ်။ဂျူဘာကစကားပြောနေတော့အိုက်ဇက်ကနောက်ထပ်တွက်ချက်မှုတွေလုပ်ပြီးတော့သူ့ရဲ့အတိုင်းအတာကိုစမ်းစစ်ကြည့်တဲ့အခါဂျူဘာဟာအမိုက်ပုံကြီးအောက်မှာပုံနေတယ်ဆိုတာနောက်ဆုံးမှာကောက်ချက်ချနိုင်ခဲ့ပါတယ်။သူဟာဒီလိုခက်ခဲတဲ့အခြေအနေတွေမှာအချိန်အတော်ကြာနေခဲ့ပြီးအလွန်အမင်းပူပြင်းတဲ့အပူဒဏ်ကိုခံစားနေရတာကြောင့်ဒီလူကတကယ်ကို professional တစ်ယောက်ပါ။သို့တော့ဂျူဘာကနာမည်ကြီးစနိုက်ပါသမားမဟုတ်ကြောင်းညင်းဆိုပြီးပုံမှန်အီရတ်လူမျိုးတအုပ်ဖြစ်ကြောင်းထပ်မံပြောဆိုခဲ့သည်သူ၏လေယူလေသိန်းအရာအိုင်ဆက်ကဂျူဘာသည်၎င်းတို့ကိုတစ္ဆာဖောက်ခဲ့သောအမေရိကန်စစ်တပ်အရာရှိဟောင်းတအုပ်ဖြစ်ရမည်ကိုခံမှန်းတော်လဲဂျူဘာကရင်းအချက်ကိုလည်းပယ်ချပြီးသူ့ကိုဥစွာတိုက်ခိုက်သူများကိုသာတတ်ခဲ့သည်ဟုရှင်းပြသည်ထိုအပြန်တွင်အိုင်ဆက်ကငယ်စဉ်ကသူ၏အကောင်းဆုံးတငယ်ချင်းနှင့်ညီတို့တွေ့ဆုံခဲ့ကြောင်းနဲ့နောက်ပိုင်းတွင်၎င်းတို့နှစ်ဦးညီတို့ပူးပေါင်းစစ်မှုထမ်းခဲ့ကြကြောင်းဇလန်းကိုမျှဝေခဲ့သည်မကြမီတွင်ရေတပ်ခန်းချောက်ခြင်းနဲ့မောပန်းနွမ်းနယ်မှုတို့သည်အိုင်ဆက်အပေါ်ပြင်းထန်သောအကျိုးသက်ရောက်မှုစတင်ခဲ့ပြီးဂျူဘာကသူ့ရင်ဘတ်ကိုရှာဖြင့်ထိုးမိဟုပြောသည်ကိုကြားသောအခါမြေပြင်ပေါ်သို့လဲကျသွားသည်ထို့နောက်အိုင်ဆက်သည်ဂျူဘာအားဂျာကင်အင်ဂျီနှင့်ဥထုတ်ကိုသူ rifle ပေါ်တွင်တင်ကာနယံပေါ်တွင်ဝှက်ရမ်းခြင်းဖြင့်လှည့်စားရန်ကြိုးစားတော်လဲဂျူဘာကမအောင်မြင်ခဲ့ပေပြုတ်ကျသည်မှာဥထုတ်ဖြစ်ပြီးနယံဤတစ်ဖက်တွင်ကြားရောက်နေသောကြောင့်အိုင်ဆက်သည်သူ့ခေါင်းကိုလည်းမကာကွယ်နိုင်တော့ပေထိုမိုင်မဲသောအမားသည်စနိုက်ပါအချက်ဖြစ်ပြီးသူ့ကိုငိုစေသည်အချိန်များကုန်ဆုံးသွားပြီးနောက်အိုင်ဆက်သည်အန်ဒီရဲကိုရင်ဆိုင်ရန်အလွန်အမင်းစူးစမ်းလာခဲ့သည်သူဟာမြေပြင်ပေါ်မှာလဲလျောင်းနေတဲ့အလောင်းစီပြေးသွားပြီးသူ့အိတ်နဲ့ရေဒီယိုကိုခိုးယူကနယံစီပြန်ပြေးသွားပြီးနောက်ဂျူဘာကချက်ချင်းပစ်လိုက်တဲ့ကြီးစံတွေအားလုံးကိုရှောင်တိန်ခဲ့ပါတယ်အိတ်ထဲမှာအိုင်ဆက်ကရေနဲ့တကြားလုံးတွေကိုတွေ့ပြီးချက်ချင်းစားလိုက်ပေမဲ့ကံမကောင်းစွာပဲဒီရေဒီယိုကလည်းအလုံးမလုံးပါဘူးဂျူဘာကဒီအန်ဒီရဲအတွက်နယံကိုပစ်ခတ်ပြီးသူ့ရဲ့မှန်ပြောင်းကိုပြင်းထန်စွာထိခိုက်ဒဏ်ရာရစေခြင်းဖြင့်သူ့ကိုအပြစ်ပေးခဲ့ပါတယ်ရုတ်တရက်အိုက်ဇက်ကသူ့နာချက်ကနေစူညံတန်တချို့ကြားလိုက်ရပြီးအသက်ရှင်နေသေးတဲ့မက်သျူးစ်ဖြစ်နေမှန်သဘောပေါက်လိုက်ပါတယ်။အိုက်ဇက်ကသူ့ကိုစနိုက်ပါရဲ့နေရာကိုအော်ဟစ်လိုက်တဲ့အခါမက်သျူးစ်ကအမိုက်ပုံကြီးကိုကြည့်ဖို့တတုအပိုင်းအစတစ်ခုကိုချက်ချင်းထုတ်ယူလိုက်ပါတယ်။မက်သျူးစ်ကသူ့ရိုင်ဖယ်ကိုဆွဲယူဖို့အလွန်နှေးကွေးစွာရွေ့လျားနေချိန်မှာအိုက်ဇက်ကစနိုက်ပါကိုစကားစမြည်ပြောဆိုခြင်းဖြင့်အာယုံပြန့်လွင့်စေခဲ့ပြီးဂျူဘာဟာဘက်ကတက်မှာဆရာတယောက်ဖြစ်ခဲ့ဘူးတဲ့ဆိုတာသိလိုက်ရပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုအတွင်းသူ့တပည့်တွေတေဆုံးသွားတဲ့အခါလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုက်ဇက်ပုံအောင်နေတဲ့နယံကအဲ့ဒီကျောင်းရဲ့အပျက်စီးတွေပါ။ပြီးတော့ဂျူဘာကပျက်စီးနေတဲ့မှန်ပြောင်းကိုကင်ဆောင်ထားရင်အိုက်ဇက်ကိုမေးပေမဲ့အိုက်ဇက်ကဖြေကြားဖို့ညှင်းဆန်တဲ့အတွက်ဂျူဘာကမက်သျူးစ်ကိုထပ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။သူ့ကိုကယ်တင်ဖို့အပြင်းထန်စူးစမ်းနေတဲ့အိုက်ဇက်ကအိုက်ဇက်လုံးမိတဲ့အမှားကြောင့်တေဆုံးသွားတဲ့သူ့ရဲ့တငယ်ချင်းဟောင်းကိုအောက်မေ့တရိရတဲ့အနေနဲ့မှန်ဘလူးကိုတင်ထားတယ်လို့ဝန်ခံပြီးအပြစ်ရှိတယ်လို့ခံစားနေရစေပါ။အဲ့ဒီအချိန်မှာမက်သျူးစ်ကသူ့ရိုင်ဖယ်ကိုပစ်ပြီးအမိုက်ပုံစီမျက်စိမိတ်ချိန်ရွယ်ပြီးပစ်ပါတယ်။သူ့မှာရှိတဲ့ကြီးစံအားလုံးကိုအိုက်ဇက်ကပစ်လိုက်တဲ့အခါအတန်ကသူ့စီကလာတယ်လို့ဟန်ဆောင်ပါတယ်။မက်သျူးစ်ကသူ့တနက်ကိုပြန်ဖြည့်တော့မဲ့အချိန်မှာဂျူဘာကရုတ်တရက်သူ့ကိုပြန်ပစ်လိုက်ပြီးသူ့ပခုံးကိုထိမှန်သွားပါတယ်။အိုက်ဇက်ကမက်သျူးစ်ကိုနယံနောက်ွယ်မှာလုံခြုံတဲ့နေရာရှာဖို့သူ့စီကိုတွားခိုင်းပေမဲ့အိုက်ဇက်ကကူညီဖို့အစွန်းနာကိုချင်းကပ်သွားတဲ့အခါဂျူဘာကမက်သျူးစ်ရဲ့ခေါင်းကိုပစ်လိုက်ပါတယ်။အိုက်ဇက်ကသူတေဆုံးနေတာကိုကြည့်နေခဲ့ရပြီးနောက်ဆုံးမှလဲကျသွားပြီးအိမ်ပြန်ချင်တယ်လို့ပြောပါတယ်။ဂျူဘာကအိုက်ဇက်ကိုတကယ်ထွက်သွားခြင်းရင်သူ့ကိုမပစ်ဘူးလို့ပြောပေမဲ့အိုက်ဇက်ကတန်တရားဝင်နေပါတယ်။နောက်ပိုင်းမှာဂျူဘာကစစ်ပွဲပြီးသွားပြီဖြစ်ပေမဲ့ဘာလို့အဲ့ဒီမှာရှိနေရတာလဲလို့အိုက်ဇက်ကိုမေးပါတယ်။အိုက်ဇက်ကခဏလောက်ရပ်တန့်ပြီးသူ့တငယ်ချင်းဟောင်းကိုတတ်ခဲ့တာသူကိုယ်တိုင်ပဲလို့ပြန်ဖြေပါတယ်။ရန်သူတယောက်ကိုတတ်ဖို့ကြိုးစားနေတော့သူ့ရဲ့ရခင်စနိုက်ပါတနာကိုမတော်တဆပြစ်မိသွားတယ်ဆိုတာသိလိုက်ရတယ်။အိုက်ဇက်ကသူ့တငယ်ချင်းကိုလူဆိုးတွေလက်ချက်နဲ့တတ်လိုက်ပြီလို့လူတိုင်းကိုလိန်ညာနေခဲ့တယ်။ရုတ်တရက်အိုက်ဇက်ကရေဒီယိုထဲကအတန်တချို့ကြားလိုက်ရပြီးစကားပြောဆိုမှုတွေကြားရတာဝမ်းသာအားရနဲ့အချက်ပြမှုကိုစစ်ဆေးဖို့အပြေးလွှားသွားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုကခဏတာပဲရှိတယ်။ဘာလို့လဲဆိုတော့အတန်တွေကိုကြားနိုင်ပေမဲ့ရေဒီယိုကြောင့်ပျက်စီးသွားလို့ message တွေမပို့နိုင်လို့ပါအိုက်ဇက်အံ့အားသင့်သွားတဲ့အခါဂျူဘာကသူကြားနေရတဲ့စကားဝိုင်းထဲဝင်ပြီးအဲ့ဒီလူကအိုက်ဇက်ရဲ့နာမည်ကိုအသုံးပြုပြီးအကူအညီတောင်းခဲ့တယ်အိုက်ဇက်နောက်ဆုံးတော့ဂျူဘာဟာအမေရိကန်ဆက်သွယ်ရေးတွေကိုဟက်ကာလုပ်နေခဲ့ပြီးအကူအညီလိုအပ်နေတဲ့စစ်သားတယောက်လိုဟန်ဆောင်ပြီးအရန်အဖွဲ့တွေကိုအဲ့ဒီဒေတာကိုဆွဲဆောင်ပြီးအံ့အားသင့်စရာအချက်ကြောင့်သူတို့အားလုံးကိုအလွယ်တကူတပ်ပစ်ဖို့အကူအညီလိုအပ်နေတာကိုအိုက်ဇက်ကစကားဝိုင်းကိုအနှောက်ယှက်ပေးဖို့ကြိုးစားပေမဲ့အချီးနှီးပဲ
ခဏအကြာမှာအိုက်ဇက်ကသူ့ခြေထောက်တံရကိုကြီးကန်းတစ်ကောင်ကကိုက်နေတဲ့နာကျင်တဲ့ခံစားချက်ကိုနိုးလာတယ်။ညက်တွေကတော့သူသေးပြီလို့ထင်နေတာကိုမြင်တော့အိုက်ဇက်ကအန်ဒီယယ်ကိုရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးကျိုးနဲ့တုပ်ကိုတုံးပြီးမက်သရူရဲ့ရိုင်ဖယ်ကိုပြန်ယူပြီးတော့အမိုက်ပုံစီချိန်လိုက်တယ်။အဲ့ဒီအချိန်မှာရဟတ်ရင်တွေရောက်လာပြီးအိုက်ဇက်ရဲ့တီနေယာကိုထောင်ချောက်မှန်းမသိပဲဖော်ထုတ်လိုက်တယ်။ရောက်လာတဲ့စစ်သားတွေကိုကယ်တင်ခြင်းတဲ့အတွက်အိုက်ဇက်ကနန်းရံကိုတွန်းပြီးပြိုကျအောင်လုပ်လိုက်တာကြောင့်ဂျူဘာအတွက်အိုက်ဇက်ရဲ့တီနေယာကိုရှာရခတ်သွားစေတဲ့ဖုံမုံတွေဖုံးလွှမ်းသွားတယ်။အိုက်ဇက်ကသူ့ပြစ်မှတ်ကိုထိမှန်သွားလားမထိမှန်ဘူးလားမသိပဲအမိုက်ပုံကြီးကိုပစ်ခတ်လိုက်တယ်။အခြေအနေကိုသိရှိဖို့အတွက်အိုက်ဇက်နောက်ဆုံးမှာသူ့နေရာကနေထရက်လိုက်ပြီးဂျူဘာကဒီအခွင့်အရေးကိုအသုံးမချပဲပြန်ပစ်တာကိုသတိထားပြီးတော့အံ့အားသင့်သွားတယ်။ဒါကြောင့်အိုက်ဇက်ကဂျူဘာကိုတကယ်တတ်မိပြီလို့ယုံကြည်သွားတယ်။မကြာခင်မှာပဲရဟတ်ရင်တွေရောက်လာပြီးအိုက်ဇက်ကိုထန်းစင်ပေါ်တင်ပြီးချက်ချင်းပဲစေကူတာမှုပေးလိုက်တယ်။အိုက်ဇက်ကဂျူဘာအကြောင်းပြောပြဖို့ကြိုးစားပေမဲ့ရဟတ်ရင်တွေပြန်တက်သွားတဲ့အတန်ကြောင့်သူ့အတန်ကိုမကြားရဘူး။ရုတ်တရက်ဂျူဘာကသူတို့ကိုပြစ်ခတ်ပြီးဆေးဘက်ဆိုင်ရာစစ်သားတွေကိုတယောက်ပြီးတယောက်တက်ပြီးတဲ့နောက်လေရင်မှုကိုပါထိမှန်သွားတယ်။ရဟတ်ရင်ကမြန်မြန်ဆန်ဆန်ပြတ်ကျပြီးအိုက်ဇက်ချက်ချင်းသေဆုံးသွားပြီးဂျူဘာကသူ့စကားကိုတည်မြဲစေခဲ့တယ်။ဤပညာပိုင်းအိုက်ဇက်ကိုပြစ်မချခဲ့ဘူး။ပြီးတော့ဂျူဘာကအမေရိကန်တပ်စခန်းတွေကိုထပ်ပြီးထိုးဖောက်ဝင်ရောက်ပြီးအမေရိကန်စစ်သားတယောက်လိုဟန်ဆောင်ပြီးသူ့ရဲ့နောက်ထပ်သားကောင်အဖွဲ့ကိုဆွဲဆောင်ဖို့ကြိုးစားတယ်။